အခန်းကြီး2အငယ်1မှ3ထိုသို့ကောင်းကင်မြေကြီးနှင့်တကွခတ်သိမ်းသောတစားတို့ကိုပြီးစီးလျက်ရှိကြ၏တတ္တမနေ့ရက်ရောက်လျင်ဘုရားသခင်သည်ဖန်ဆင်းသောအမှုကိုလက်ဆက်တတ်တော်မူခဲ့ပြီးသည်ဖြစ်၍ဖန်ဆင်းသမျှသောအမှုအရာတို့သည်ပြီးစီးပြီးမှထိုတတ္တမနေ့၌ငြိမ်ဝပ်စွာနေတော်မူ၏ထိုတတ္တမနေ့ကိုဘုရားသခင်သည်ကောင်းချီးပေး၍တန်ရှင်းစေတော်မူ၏အကြောင်းမူကားဖန်ဆင်းပြုပြင်တော်မူသောအမှုအရာအလုံးစုံတို့သည်ပြီးစီးသောကြောင့်ထိုနေ့ရက်၌ငြိမ်ဝပ်စွာနေတော်မူ၏အငယ်4မှ9ဤအကြောင်းအရာကားထာဝရအရှင်ဘုရားသခင်သည်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူသောနေ့ဖန်ဆင်းရာကာလ၌ကောင်းကင်နှင့်မြေကြီး၏မူလအထုပ္ပတ္တိပေတည်းမြေ၌လေယာပြိုးပင်မပေါက်မီလေယာ၌စပါးပင်မကြီးပွားမီအပင်ရှိသမျှတို့ကိုဖန်ဆင်းတော်မူ၏ထိုအခါထာဝရအရှင်ဘုရားသခင်သည်မြေပေါ်၌မိုးကိုရွာစေတော်မမူသေးမြေ၌လှုပ်သောလူလည်းမရှိသေးသည်ဖြစ်၍မြေမှအခိုးငွေ့ထွက်သည်ဖြင့်မြေတစ်ပြင်လုံးကိုစိုးစေလေ၏ထိုနောက်ထာဝရအရှင်ဘုရားသခင်သည်မြေမှုန့်ဖြင့်လူကိုဖန်ဆင်း၍သူ၏နှာခေါင်းထဲသို့ဇီဝအသက်ကိုမှုတ်တော်မူလျှင်လူသည်အသက်ရှင်သောတရဝါဖြစ်လေ၏အငယ်8မှ14ထာဝရအရှင်ဘုရားသခင်သည်လည်းအရှိမျက်နာဧဒင်အရပ်၌ဥယျာဉ်ကိုစိုက်ပျိုးပြီးလျှင်ဖန်ဆင်းတော်မူသောလူကိုထိုဥယျာဉ်၌နေရာချတော်မူ၏ထိုမြေထဲကအဆင်းလှ၍စားပွဲကောင်းသောအပင်အမျိုးမျိုးကိုထာဝရအရှင်ဘုရားသခင်ပေါက်စေတော်မူ၏ထိုဥယျာဉ်အလယ်၌အသက်ပင်လည်းရှိ၏ကောင်းမကောင်းကိုတိကျွမ်းရာအပင်လည်းရှိ၏ထိုဥယျာဉ်ကိုစိုးစေလိုသောငါမြစ်တမြစ်သည်ဧဒင်အရပ်ထဲကစီးထွက်သဖြင့်ဥယျာဉ်ပြင်မှာလေးဖြာကွဲ၍မြစ်မလေးသွယ်ဖြစ်လေ၏ပထမမြစ်ကားဖိရှုံအမည်ရှိ၏ထိုမြစ်သည်ရွှေရှိသောဟာဝိလပြည်နာတစ်လျှောက်လုံးကိုစီးသွားလေ၏ထိုပြည်မှဖြစ်သောရွှေသည်ကောင်းလှ၏ဗာဒေလတစ္ဆေးနှင့်ရှဟန်ကျောက်လည်းရှိ၏ဒုတိယမြစ်ကားဂိဟုန်အမည်ရှိ၏ထိုမြစ်သည်ကုရှပြည်နာတစ်လျှောက်လုံးကိုစီးသွားလေ၏တတိယမြစ်ကားဟိဒကေလအမည်ရှိ၏ထိုမြစ်သည်အာရှုရိတိုင်းအရှေ့သို့စီးသွားလေ၏စရုထမြစ်ကားဥဖရအမည်ရှိ၏အငယ်15မှ20ထိုအခါထာဝရအရှင်ဘုရားသခင်သည်လူကိုယူ၍ဧဒင်ဥယျာဉ်ကိုပြုစုစောင့်နေစေခြင်းငှာထားတော်မူ၏ထာဝရအရှင်ဘုရားသခင်ကလည်းကောင်းမကောင်းကိုတိကျွမ်းရာအပင်မှတပါးထိုဥယျာဉ်၌ရှိသမျှသောအပင်တို့၏အသီးကိုသင်သည်စားရသောအခွင့်ရှိ၏ထိုအပင်၏အသီးကိုကားမစားရစားသောနေ့တွင်ဧကန်အမှန်သေရမည်ဟုလူကိုပြညတ်ထားတော်မူ၏ထာဝရအရှင်ဘုရားသခင်ကလည်းယောက်ျားသည်တယောက်တည်းမနေကောင်းသူနှင့်တော်သောအထောက်အမကိုသူ့ဖို့ငါလုပ်ဦးမည်ဟုအကြံရှိတော်မူ၏ထာဝရအရှင်ဘုရားသခင်သည်မြေတိရစ္ဆာန်တို့နှင့်မိုးကောင်းကင်ငှက်အပေါင်းတို့ကိုမြေဖြင့်ဖန်ဆင်းတော်မူပြီးလျှင်လူသည်အဘယ်သို့ခေါ်ဝေါ်သမုတ်မည်ကိုသိခြင်းငှာလူရှိရာသို့ဆောင်ခဲ့တော်မူ၏လူသည်လည်းအသက်ရှင်သောတရဝအပေါင်းတို့ကိုခေါ်ဝေါ်သမုတ်သည့်အတိုင်းနာမည်အသီးသီးရှိကြ၏ထိုသို့လူသည်သားယင်အပေါင်းတို့ကို၎င်းမိုးကောင်းကင်ငှက်အပေါင်းတို့ကို၎င်းသားရဲအပေါင်းတို့ကို၎င်းအမည်ပေး၍မှဲ့လေ၏သို့တော်လည်းလူနှင့်တော်သောအထောက်အမမပေါ်မရှိသေးအငယ်21မှ25ထိုအခါထာဝရရှင်ဘုရားသခင်သည်လူကိုကြီးသောအိတ်ချင်းဖြင့်အိတ်စေတော်မူ၍လူသည်အိပ်ပျော်စဉ်နံရိုးတစ်ချောင်းကိုဘုရားသခင်ထုတ်ပြီးလျှင်ထိုအယိုးအစားအသားကိုစစ်ဆက်စေတော်မူ၏
ထာဝရအရှင်ဘုရားသခင်သည် လူထဲကထုတ်သောနံရိုးဖြင့် လူမိန်းမကိုဖန်ဆင်း၍ လူရှိရာသို့ ဆောင်ခဲ့တော်မူ၏။ လူကလည်း၊ ယခုဤသူသည် ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲကအသားဖြစ်၏။ လူထဲကထုတ်သောကြောင့် သူ့ကို လူမိန်းမဟုခေါ်ဝေါ်အပ်သည်ဟု ဆိုလေ၏။ ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့်၊ ထိုသူတို့သည် တသားတကိုယ်တည်းဖြစ်ရလိမ့်မည်။ ထိုသူလင်မယားနှစ်ဦးတို့သည် အဝတ်မဝတ်ဘဲနေ၍ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ကြ၏။